အလုံးသောယောဂီသူတော်စင်ပေါင်းတို့ကျမ်းမာမြတ်တာချမ်းသာကြသည့်ဣရိယာပုဖြင့်ထိုင်ပြီးတော့တရားတော်ကိုနှလုံးသွင်းနာကြားကြရအောင်ဦးဇင်းတို့ဒီကနေ့ညချမ်းဓမ္မသဘင်မှာအလုံးသောတန္တရာဆွေတော်မျိုးတော်မိသားစုများကိုယခုလိုတန္တရာဘုံခရီးမှာမိသားစုတွေပြန်လဲစုံစည်းကြရတဲ့ကုသိုလ်ပွဲမို့ကျေးဇူးဆက်သောအဖြစ်ဟောကြားအပ်သောတရားတော်ဒီကမိကောင်းဖခင်ကျေးဇူးရှင်လို့အမည်ပေးတဲ့တရားတစ်ပုဒ်ကိုဟောကြားနာကြားမှာဖြစ်ပါတယ်မိကောင်းဖခင်ကျေးဇူးရှင်တဲ့ဗာတရားပါလေဒါသမတေဥရေကတဝဘောတေတိဝုဒ္ဓိကာရဏံအာယုဒီကံဝောဒတဓမ္မာဒုပါဒနမမဟသမတအကျင်မိခင်မြတ်တိကဒါသမတေဆေလှတိုင်တိုင်ဥရေကတဝရင်၌လွယ်တာသည်ကိုပြု၍ဘောတိတိလုံကျွေးမွေမျိုးဆောက်ရှောက်တော်မူကြပါပေကုန်၏ဝတ္တတတယုကိုအမိဟာအနှစ်တရာအသက်ရှိနေခဲ့မယ်အဖေဟာအနှစ်တရာအသက်ရှိနေခဲ့မယ်ဆိုလို့ရှိရင်ဩဒိကာရဏံအသက်တရားကာလပတ်လုံးသာသမီတို့ရဲ့ကြီးပွားတိုးတက်အောင်မြင်ကြောင်းကိုသာလည်းရင်ကတ်တော်ပြု၍ဘောတိတိလုံကျွေးမွေမျိုးဆောက်ရှောက်တော်မူကြပါပေကုန်၏သာမတာအကျင်မိခင်မြတ်၏သာပိတာထိုဖခင်မြတ်၏ပါဒံခြေတော်အစုံကိုနမမိကျေးဇူးတိခိုက်ဥဖြစ်တိုင်း၍ကောင်းစွာမဲ့သွေကြောလိုက်ကြရပါပြီကုန်တည်းဘဟုကာရဘိကဝေမာတာပိတရောဗုဒ္ဓနာအဘာဒကဘောဓကဣမတလောကတဓတ္တတရောဘိကဝေจิตတတိจิตမိတို့လောကသမိဟောဒီလောကကြီးတဲ့၌ဘဟုကရာကျေးဇူးအများဆုံးသောပုဂ္ဂိုလ်ဆိုရာမာတာပိတုနမိခင်ဖခင်ကျေးဇူးရှင်နဘာတို့ပါတိအဘာဒက